Hello ကဲမင်္ဂလာပါ YG Broker ဘက်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခါတော့တော့ကြီးတုံးမှာရသေးကြီးတစ်ပါးနေ့စဉ်နေ့တိုင်းတစ်ပင်ကြီးတစ်ပင်အောက်မှာတရားထိုင်နေလေးရှိတယ်အဲ့ဒီတစ်ပင်ကြီးမှာနေတဲ့တောချက်ဖတစ်ကောင်ဟာကြီးညိုလေးစားစွာနဲ့စောင့်ကြည့်နေခဲ့တယ်ဒီလိုတီလာရှိတဲ့ရသေးကြီးကိုငါတည်တည်တစ်ခုခုကတ်လူပူဇော်တဲ့နယ်လို့တွေးမိတယ်ထိုချက်ဖတောထဲမှာတည်တည်ရှာရင်မှဲ့ဝင်းနေတဲ့ရွှေပေါင်ရောင်တရက်သီးတွေအပြည့်ရှိနေတဲ့တရက်ပင်တစ်ပင်ကိုတွေ့သွားတယ်သူကတရက်သီးတစ်လုံးကိုစတင်ကူးစွနေတော့မှပဲသူ့အပေါ်မှာရှိတဲ့တစ်ကိုင်းပေါ်ကိုမြောင်းငယ်လေးတစ်ကောင်ကရုတ်တရက်ရောက်လာတယ်မင်းကဘာလို့ငါတည့်ရတီးတွေကိုခွင့်မတောင်းမနဲ့ယူနေရလဲလို့မြောက်ငယ်လေးကစူးစူးချက်အော်ပြီးတော့မေးလိုက်တယ်ငါအတွက်ယူတာမဟုတ်ပါဘူးလို့တက်ဖာအေးအေးဆေးဆေးနဲ့ပြန်ရှင်းပြတယ်ဒီနီးနားမှာတရားထိုင်နေတဲ့ရတီးကြီးအတွက်ငါလှူမလို့ပါလို့ဆိုပြီးတော့ပြန်ပြောလိုက်တယ်မင်းမျိုးရင်ကိုယ်တိုင်လိုက်ကြည့်လို့လည်းရတယ်လို့လည်းပြန်ပြောလိုက်တယ်မြောက်ငယ်လေးကဆက်စုချင်းစိတ်တွေပေါ်လာပြီးတော့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့မြောက်ငယ်လေးကရတီးကြီးတည်ငြိမ်အေးချမ်းစွာတရားထိုင်နေတာကိုမြင်လိုက်ရတဲ့အခါမှာသူလည်းပဲလေးနဲ့ကြည်ညိုတဲ့စိတ်တွေနဲ့ကြည်နက်သွားခဲ့တယ်ဟေးချက်ဖာလို့သူကတန်အန်တော်နဲ့တူတူလေးပြောလိုက်တယ်ငါ့ကိုခေါ်လာပြပြီးလို့အရန်ကျေးဇူးတင်ပါတယ်လို့လည်းပြောလိုက်တယ်ဒီနေ့ကစပြီးချုံမီနဲ့တည့်ရသီးတွေကိုနေတိုင်းအတူတူလှူရအောင်လို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့အဝေးကနေစောင့်ကြည့်နေတဲ့မြောက်ကြီးတစ်ကောင်ဟာရသေးကြီးနေတိုင်းတည့်ရသီးပဲစားနေတာကိုမြင်ပြီးအရန်ကိုဆက်စုချင်းစိတ်တွေပေါ်လာတယ်သူဟာတောထဲမှာထူးခြားတဲ့တည့်ရပင်ကြီးတစ်ပင်ကိုတွေ့ခဲ့တယ်တည့်သီးတွေအများကြီးကိုမြင်လိုက်ရလို့ဝမ်းသာအားရနဲ့ချုံမီနဲ့တည့်ရသီးတွေကိုအငန်းမရခူးဆွစားတော့ပါတော့တယ်မြောက်ငယ်လေးကသူ့ကိုမြင်တော့တငယ်ချင်းငါပိုင်တဲ့တည့်ရသီးတွေကိုဘာလို့စားနေတာလဲလို့အော်ပြောလိုက်တယ်မြောက်ကြီးကမထီမဲမြင်ပြူပြီးတော့တော်ရဲတည့်ရပင်မင်းကဘာလို့ပိုင်ဆိုင်မှာလဲလို့စိန်ခေါ်လိုက်တယ်။မြောက်ငယ်လေးကလည်းအရှော့မပေးဘဲနဲ့ငါဒီတစ်ပင်ကိုနေတိုင်းဂယုစိုက်တာကြောင့်သူ့ရဲ့အသီးတွေကအရန်ကိုချိုနေတာလို့ရှင်းပြတယ်။မြောက်ကြီးကအမှန်တရားနဲ့အငင်းခုန်လုံးလို့မနိုင်မှန်းသိတော့ချူတာတဲ့စကားနဲ့မြောက်ငယ်လေးကိုမြှောက်ပင်စကားနဲ့လေတံပြောင်းဖို့ကြိုးစားတယ်။အိုးမြောက်ငယ်လေးငါ့ကိုခွင့်လွှတ်ပါလို့သူကချော့မော့ပြောဆိုတယ်။ငါတော့ပေါင်းမြောက်စာကိုခီးသွားခဲ့ဘူးပဲမင်းရဲ့အသီးတွေလောက်ချိုတာတခါမှမမြည်ဘူး။မင်းကတကယ်ကိုကန်ကောင်းတာပဲလို့ပြောလိုက်တယ်။မြောက်ငယ်လေးကမဟုတ်မမှန်တဲ့ချီးမွမ်းစကားတွေကိုလုံးဝယုံကြည်သွားပြီးတော့ဂုံယူစာနဲ့ပဲရင်ကော့ပြီးတော့နေလိုက်တယ်။နောက်နေ့မနက်မှာကျတော့အဲ့ဒီကျက်ဖာကနေ့စဉ်ရသေးကြီးကိုကက်လူပူလို့ဖို့တည့်သီးတောင်းဖို့ရောက်လာခဲ့တယ်။ဒါပေမဲ့မြောက်ကြီးရဲ့မြောက်ဖင်စကားတွေကြောင့်စိတ်ကြီးဝင်နေတဲ့မြောက်ငယ်လေးကဟေးကျက်ဖာမင်းငါ့ရဲ့တည့်သီးတွေကိုစက်ကူးခွင့်မရှိတော့ဘူး။တခြားနေရာမှာတွားရှာတော့လို့အေးဆက်ဆက်နဲ့ပြန်ပြောလိုက်တယ်။ထိုကျက်ဖာစိတ်နှလုံးကြေကွဲပြီးတော့ရှုပ်ထွေးစွာနဲ့ပဲပြန်ထွက်ခွာသွားခဲ့တယ်။ရသေးကြီးကအရသာမရှိတဲ့အခြားတည်တည်တွေကိုတတိပြုမိပြီးတော့ဘာတွေဖြစ်ခဲ့လဲဆိုတာကိုနားလည်သွားခဲ့တယ်။ဟေးချက်ဖလို့သူကညှင့်သားသွားပြောလိုက်ပြီးတော့မင်းရဲ့တငယ်ချင်းကလိန်ညာသူကိုယုံကြည်ပြီးတဲ့အတွက်ဒုက္ခရောက်နေပြီးသူ့ကိုတွားကြည့်လိုက်ပါအောင်လို့ပြောလိုက်တယ်။ထိုချက်ဖကြီးဟာမြောက်ကလေးရှိတဲ့နေရာကိုပြန်သွားပြီးတော့ကြောင်ဝက်ဖွယ်ရမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်။ဒါကတော့မြောက်ငယ်လေးတေချာဂယုဆိုင်ပြီးခဲ့တဲ့တရက်ပင်ဟာအတိတတိမှမရှိတော့တာကိုတွေ့လိုက်ရတယ်။အကိုင်းခက်တွေလည်းကျိုးပဲ့နေပြီးတော့မြောက်ငယ်လေးကတော့တစ်ပင်အောက်မှာထိုင်ငိုနေတာကိုတွေ့ခဲ့ရတယ်။ထိုအခါမြောက်ငယ်လေးကကျက်ဖာယူမြင်တော့ဟေးကျက်ဖာလို့ခေါ်ပြီးတော့ငါမြောက်ပင်ပြောဆိုတတ်တဲ့လူရဲ့စကားကိုယုံကြည်မိလို့ဒီလိုဒုက္ခရောက်တာပါလို့ပြောလိုက်တယ်ကျက်ဖာကသူ့ကိုညှင်းသားနှစ်သိပ်ပေမဲ့စိတ်မပြတ်ပါနဲ့လို့သူကပြန်ပြီးပြောလိုက်တယ်ငါနဲ့လိုက်ခဲ့ပါဒီနေ့ကစပြီးရသေးကြီးကိုကတ်လူဖို့အတွက်တစ်တီးတွေကိုအတူတူရှာကြမယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာအတူတကွတစ်တီးတွေကိုရှာဖွေခဲ့ကြပြီးတော့သူတို့ရဲ့ခင်မင်မှုဟာရင်အထပ်ပို့ပြီးတော့ခိုင်မြဲစွာပြန်လည်တည်ဆောက်နေထိုင်ခဲ့ကြတဲ့YG Brokers back